Hello ပါဒီနေ့ကတော့ဟက်တာက London Vibe နဲ့တူတဲ့ cafe ဆိုရင်တစ်ခုကိုခေါ်သားပေးမယ်ကြီးစရာဒီ local တွေကပကြီးကားတွေလည်းအများကြီးရှိရပေါ့နော် Mirasafi ကျွန်းနေရာလေးဆိုလို့ရှိရင်သူကမြင်းနေချနဲ့သူကမတူပဲသူကတမူကွဲပြရတယ်ပေါ့နော်အခုရောက်ရှိနေတဲ့လိပ်စာလေးကတော့အနော်ထားလမ်းနဲ့46လမ်းတောင်မှာရှိတဲ့ Craftman Cafe လေးပဲဖြစ်ပါတယ်ရှင်သူကအဓိကတော့ coffee ရောင်းတဲ့ဆိုင်ပေါ့နော်ဒါပေမဲ့ဟက်တာက chocolate lover မလို့ရအောင်လို့ဒီ chocolate နဲ့ပတ်သက်တဲ့ menu ကိုရအောင်ရှာခဲ့ပါတယ်အဲ့တော့ကိစ္စစားရပေါ့နော်ဒါကကြတော့ဟက်တာ chocolate latte မှလိုက်တယ်သူက chocolate latte ဆိုပေမဲ့အရသာကလည်း chocolate လုံးဝစိတ်စိမ်နေဒီဆိုင်ရဲ့အားသာချက်ကသူ့ရဲ့မှန်နေလို့ပြောရမှာပေါ့နော်ဒါဆိုရင်ဟက်တာတို့ထိုင်နေတဲ့ခုံလေးပြီးနာမှန်တကလုံးလည်းပေါ်ရဲဆိုတော့ office check လို့ရပါတယ်ဒါကကြတော့ဒီဘက်ချက်ပိုလိမ့်နေဆိုတော့ဒါဟက်တာထပ်ပြီးရလိုက်တာပေါ့နော်ဒါကကြတော့ဟက်တာစချင်းရိုက်ပြခဲ့တဲ့လှေကတဲ့နေရာလေသူဆိုလို့ရှိရင်လည်းကိုရှင်းမှာကြည့်ဖို့မှန်လည်းရှိရဲ့ဒါကတော့ကျမoffice နဲ့ကိုလိုကလန်ဖြစ်နေတာပေါ့နော်။အလေးကို Sony TV လို့အတွက်ကျေးဇူးပါရှင်။ Bye bye